ညီမရတာပုံရင်ကြီးထမင်းတုံနဲ့ KFC ကြက်ကြော်တို့လိုက်မလိုက်ဆိုတာစမ်းစားကြည့်ရအောင်။ရင်ဦးဆုံးပုံရင်ကြီးရဲ့ကိုကြက်သွန်နီလေးထည့်ပါမယ်။စွန်ချိုကြောက်လေးလည်းနည်းနည်းထည့်ပါတယ်။စီကိုလိုတလောက်ထည့်ပြီးတာနဲ့အေးချာလေးနယ်ပေးလိုက်ပါမယ်။ပြီးရင်တော့ပုံရင်ကြီးတုပ်ကိုထမင်းပူပူလေးနဲ့ထည့်နေပါမယ်။ကဲပုံရင်ကြီးထမင်းတုပ်လေးရတော့ရသွားပါပြီ။ပုံရင်ကြီးထမင်းတုပ်နဲ့တွဲစားဖို့ KFC ကြက်ကြော်ကိုမှာထားပါမယ်။ကဲဒါဆိုရင်ပုံရင်ကြီးထမင်းတုံးနဲ့ KFC ကြက်ကြော်ကလိုက်မလိုက်ဆိုတာကိုစားကြည့်ရအောင်စားလို့ကောင်းတယ်ဒါဆိုပြီးဆက်စားလိုက်ပါအောင်မယ်အားလုံးလည်းလိုက်လို့စားကြည့်နော်တတား